ဒီကလာအတွင်းမှာတော့မြန်မာပွဲတွေထက်ကြားသောပွဲတွေကိုပို့ပြီးတော့အာရုံစိုက်ရမယ်မြန်မာပြည်သက်များမင်္ဂလာပါခင်ဗျမြန်မာတို့ရဲ့ထွေးမြတ်ထားရာဒါဇီယန်နှစ်ကူကာလမှာမြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တွေကိုမြင်တွေ့ရဖို့မရှိဘဲနဲ့ကြားသောပြည်ပဖိုက်တာတွေရဲ့ပွဲစဉ်တွေကိုပဲအာရုံစိုက်သွားရမှာပါဝမ်ချန်ပီယံရှစ်ပွဲစည်းဟာလာမယ့်ဧပြီလ29ရက်နေ့မှာရှင်ပြိုင်ကြမယ့်1 Samurai 1ပြိုင်ပွဲအတွက်တွဲဆိုင်ပြည်စုံကိုချပြလိုက်ပါပြီရော့ထန်နဲ့ဒါခီရိုရဲ့ပွဲစဉ်ကထုံးစံတိုင်းပဲခေါင်းပွဲဖြစ်နေခဲ့ပြီးတော့အဲ့လိုမျိုးခေါင်းပွဲတီးပေးလိုက်ခြင်းကရော့ထန်အတွက်အနိုင်ရရှိနိုင်မယ်ဆိုရင်စုကြီးအဖြစ်တော့ဘတ်10တန်းထိရရှိသွားမှာပါပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာရော့ထန်နေနဲ့နိုနဲ့ဂျပန်မှာရှင်ပြိုင်မှုစီစဉ်ထားခဲ့တဲ့ပွဲစဉ်ကခေါင်းတွဲဆိုင်မဟုတ်တာကြောင့်အနိုင်ရရှိမယ်ဆိုရင်စုကြီးဘတ်10တန်းပေးအပ်သွားမှာမဟုတ်ဘူးလို့ဝမ်ဘတ်ကထုတ်ပြန်ထားခဲ့တာပါဒါကြောင့်ဒီအနေထားမှာရော့ထန်နဲ့ဝမ်ချန်ပီယံရှစ်တို့အဆင်မပြေခဲ့ပေရော့ထန်အနေနဲ့ဒီပေါ်မှာကျင်းနှံမှုမရှိကြောင်းလူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့တာပါဒါအပြင်လာမယ့်29ရက်နေ့ပွဲစဉ်အတွက်လည်းသတင်းစာရှင်းလင်းပွဲလှုပ်ဆောင်ခဲ့ရမှာတော့ရော့ထန်ကဒီပွဲစဉ်အတွက်ဒီတန်ရှင်ပြိုင်ပေးတာမျိုးဖြစ်ခဲ့ပြီးဝမ်နဲ့စာချုပ်တန်ကုံဆုံးသွားပြီလို့ပြောကြားခဲ့တာပါဒါကြောင့်များဝမ်ဘတ်ကရော့ထန်ကိုအခုလိုခေါင်းတွဲဆိုင်တီးပေးပြီးတော့ပြန်ချောခဲ့လေသလားဒီပွဲစဉ်မှာတခြားသောကပတ်လူပွဲစဉ်တွေပါဝင်နေခဲ့ပေမဲ့ရော့ထန်နဲ့တာကီယိုတို့ရှင်ပြိုင်မဲ့မကြေပွဲလောက်စိတ်ဝင်စားစရာတော့မကောင်းခဲ့ပါဘူးအဲဒါကြောင့်ပဲရော့ထန်နဲ့တာကီယိုတို့ပွဲစဉ်ကခေါင်းတွဲဆိုင်ဖြစ်လာခဲ့တာပါဒါအပြင်ဝမ်ပရိုမိုတာဒီဘက်ကနောက်တစ်ပွဲဖြစ်တဲ့ရူရူနဲ့မာလီခင်တို့ရဲ့ heavyweight ကမ္ဘာချန်ပီယံကပတ်ကာကွယ်ပွဲကိုလည်းမေလ15ရက်နေ့မှာကစားဖို့အတွက်တီးပေးခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပထမတစ်ပွဲမှာတော့ရူရူကမာလီခင်ရဲ့ကပတ်ကိုလူယူနိုင်ခဲ့ပြီးတော့ကမ္ဘာချန်ပီယံအသစ်ဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်ဒီတစ်ခါအနေထားမှာတော့မာလီခင်ကရူရူရဲ့ကပတ်ကိုပြန်လဲစိန်ခေါ်တဲ့ပွဲစဉ်ဖြစ်ပြီးတော့ရူရူကကပတ်ကာကွယ်ပွဲစဉ်ဖြစ်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်မာလီခင်အတွက်ရူရူကိုရှုံးနေခဲ့တာကတကယ်ရင်နာစရာကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးတော့ဝန်ချန်ပီယံရှစ်မှာပထမဆုံးရှုံးပွဲဖြစ်ရူရူကိုရှုံးခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့ကပတ်ဟောင်းကိုပြန်လည်လူယူဖို့အတွက်ရှိနေခဲ့ပြီးတော့ဒီကပတ်ကိုသာရလိုက်မယ်ဆိုရင်တော့မာလီခင်ကကပတ်3ခုချန်ပီယံအဖြစ်ရပ်တည်ခွင့်ရရှိသွားမှာပါမာလီခင်ကဝမ်ချန်ပီယံရှစ်ရဲ့ middleweight နဲ့ light middleweight ကပတ်ချန်ပီယံအဖြစ်ရပ်တည်နေခဲ့ပြီးတော့မတူညီတဲ့ weight တန်း3ခုရဲ့ချန်ပီယံဖြစ်လာဖို့အတွက်ရူရူရဲ့ကပတ်ကိုပြန်လည်လူယူသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်ရှင်ပြိုင်မှုဟာဖိုက်တာနှစ်ဦးစလုံးအတွက်မလွယ်ကူသလိုအလဲတို့စနစ်ထက်ပထမတစ်ချိန်ကလိုအမှတ်ပေးစနစ်နဲ့ပဲဆုံးဖြတ်ဖြစ်သွားအောင်မှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုမေလ15ရက်နေ့မှာရှင်ပြိုင်သွားမှာဖြစ်ပြီးတော့အိမ်နေ့ဟာမြန်မာဖိုက်တာဂျိုရှောဘန်ရဲ့ UFC မှာ flyweight ကပတ်ကာကွယ်ပွဲစဉ်အဖြစ်ဂျပန်ဖိုက်တာထိုင်ရာနဲ့ရှင်ပြိုင်သွားမှာဖြစ်ပါတယ်လက်တလုံးအနေထားမှာတော့မြန်မာဖိုက်တာရဲ့ပွဲစဉ်ကဘယ်ဖိုက်တာမှအနည်းဆက်ဆုံးရှင်ပြိုင်ကစားမယ့်ပွဲစဉ်မှာပါဝင်ထားခြင်းမရှိသေးဘဲနဲ့အခြားသောပြည်ပပွဲစဉ်တွေကိုပဲအားပေးသွားကြရမှာပါလက်ရှိ2026ခုနှစ်ကမြန်မာပြည်ရဲ့နာမည်ကြီးဖိုက်တာအတော်များများရှင်ပြိုင်ထားပြီးကြပြီးတော့ဒီနေ့ထားမှာတော့နောက်ထပ်ဘယ်မြန်မာဖိုက်တာကပွဲရထားတယ်ဆိုတာကိုသိရှိထားရခြင်းမရှိသေးပါဘူးမြန်မာဖိုက်တာအနေနဲ့ပြိုင်မဲ့ဖိုက်တာတွေကိုရှုံးနေခဲ့ပြီးဒီနေ့ထားတွေကမြန်မာပရိသတ်တွေအတွက်အားမလို့အားမရဖြစ်စေခဲ့တာပါကိုမြန်မာဖိုက်တာကိုအနိုင်ရရှိစေခြင်းကြတဲ့မြန်မာပရိသတ်တွေအနေနဲ့လာမယ့်နီးစပ်ဆုံးပွဲစဉ်ကဘယ်ဖိုက်တာကိုအားပေးခွင့်ရရှိသွားကြမှာလဲဗီဒီယိုတွေကတော့လောက်ပါပဲခင်ဗျာနောက်လာမယ့်ဗီဒီယိုတွေမှာ MMA ကျောင်းဟာတွေနဲ့ပြန်လည်ပြီးတော့မှဆုံတွေ့ကြပါမယ်ခင်ဗျာ